နှင်းစီရဲ့လေကွင်းတီးတီးလေးတဲ့ကိုရေအပြည့်ဖြည့်လိုက်တဲ့ကြော်ကြီးဟေ့အောင်ကြော်ကြီးမင်းမနိကနှီးစီသွားတယ်ဆို तू ကမင်းကိုပတ်စံချီးလိုက်လားချီးတာဗောနှာခေါင်းမွေးရငါအစ်စ်နဲ့သွားချီးတာပဲညီမလေးကမချီးပဲနေမလားငါတီးတဲ့လောက်တော့မင်းအရင်အကျွေးတွေတောင်သူ့ကိုမဆက်ရသေးဘူးမဟုတ်လားဘလို့နီးလန်းနေတုံးလိုက်လို့ तू ကထတ်ချီးလိုက်တာလေနီးလန်းနေရတော့အများကြီးဗောနှာခေါင်းမွေးရအဲ့ဒါကြောင့် तू ကချီးလိုက်တာကဲဒီနေ့တော့ငါအလှည့်ပဲအဝါစားကြစို့ကျိုး ဟေးနှာခေါင်းမွေးမီးကလေရီဘူးကိုအဖုံတော်မဖွင့်ပဲဘလူတောက်နေတာလေတငယ်ချင်းနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်စားတော့နေတဲ့အချိန်နှင်းစီအနာကိုရောက်လာခဲ့တယ်အမလီရီလိုက်ကြတာအားရပါရပဲနော်ကိုကြီးတို့နှစ်ယောက်ကြည့်ရတာအကျွေးဆက်ဖို့ပတ်စံရှိနေပြီထင်းနေဟမ်ညီမလေးနှင်းစီမနီကမှချီးထားတော့ဒီနေ့လာတောင်းပြီလားအားရကမနီကကိုကြိုကြီးချီးသွားတဲ့အပိုင်လီဒီနေ့နှင်းစီလာတာကပြီးခဲ့တဲ့လကအကျွေးဟုံးလာတောင်းတာဟာညီမလေးနှင်းစီအခုလောလောဆယ်ကိုကြီးမှမရှိသေးဘူးကွာနှုတ်ရက်မှဆက်လို့ရမလားကိုကြီးနှာခေါင်းမွေးရလေအမီးရနှုတ်ရက်ပဲအတူလေးတစ်ခေါက်မှမပြီးဘူးကိုကြိုကြီးလေးအတူတူပဲအကျွေးဟုံးမကြည့်ပဲအသေးထိုက်ယူတယ်ကဲဒီနေ့ဘလို့လုပ်ကြမလဲဘသူကအတူအစအလုတ်လာလုတ်ပြီးမလဲကြော်ကြီးကိုပဲခိုင်းလိုက်ပါညီမလေးရဲ့သူကဒီရပတ်အားနေတာဒီမှာစောင့်နေတာကြာပြီလားနင်းစီအကိုအိမ်ပြန်ရေချိုးနေလို့ကြာသွားတာမကြာပါဘူးညီမလေးလဲအခုလေးတင်ရောက်တာဒါနဲ့အတိုးစားအလုတ်လုတ်ပြီးဖို့အစင်သင့်မေးလားအစင်သင့်မှာပဲဗျာဒါနဲ့အလုတ်ကဘာလုတ်ပေးရမှာလဲအလုတ်ကတော့မခတ်ပါဘူးကိုကြော်ကြီးရဲ့နင်းစီရဲ့လေသေးကိုရီသွင်းပေးဖို့ပါပဲအခုလေသေးမှာရီတွေခန်းနေပြီလေဟဲညီမလေးလေသေးကိုကိုကရီသွင်းပေးရမှာလားညီမလေးမကြောက်ဘူးလားကိုကြော်ကြီးကလေဖာကိုကြောက်ရမှာလေရီသွင်းတာပဲလေကရိယာတွေကဟိုးတေးပေါ်မှာရှိတယ်သွားယူရအောင်ဩညီမလေးကအားလုံးအစင်သင့်ပြင်ထားတာပေါ့ဒါဆိုလေတေးပေါ်တက်ကြဆိုလေဟာနှင်းစီကဘာလို့တေးပေါ်လိုက်တက်ရမှာလဲညီမလေးမလိုက်ရင်ကိုကဘလို့လို့ရီလွတ်ပေးရမှသိပါမလားလိုက်ခဲ့ပါညီမလေးရေဟုတ်ပြီအဲ့ဒါဆိုလေလိုက်ခဲ့မယ်ဟိုကောင်ကြိုကြီးအခုချိန်ဘာတွေများလုပ်နေရပြီလဲမသိဘူးတွားကြည့်ရောမကိုကြိုကြီးနားလေဖြီးညီမလေးတွေကိုရီဒီအပြည့်တွေးလိုက်ပါဟီဒါကြိုကြီးကအကျွေးဆက်ဖို့အလုံးလုံးနေတာလားအားကြလိုက်တာဝါငါကိုယ်တိုင်သွားဆက်ရမှာတို့မြကျွန်တော်900လောက်ချေးပါအောင်အတိုးကိုကြိုက်တဲ့လောက်ယူပါအားမနာနဲ့ဟေးအောင်မင်းကတကယ်ကိုတတ်တိရှိတာပဲဟေးလေငါတော့လူမိုက်တွေသဘောကျတာပဲကဲရောက်900ဟဲ့မူဒီနေ့ညီးအားလားနှင်းစီကကြောင်းကမပြန်သေးဘူးအဲ့ဒါကြောင့်ညီးပဲနှကမ်းမွေးစီသွားပြီးအတိုးရတာပေါ့ဒါနဲ့ तू ကမပြီးဘူးဆိုရင်ဘယ်လိုလုပ်ရမလဲအဲ့ဒါမခက်ပါဘူးမပြီးရင်သူ့ကိုဖမ်းပြီးညီးရဲ့လင်လုတ်ပြစ်လိုက်ပေါ့ဟေးအဲ့လိုထီလားကောင်းသားပဲသမီးလည်းလင်လိုချင်နေတာနဲ့အတော်ပဲဟေးငါနောက်တာပါတကယ်သွားမလုံနဲ့အောင်ခဏကြာမှတော့နှကမ်းမွေးထန်ကိုမူတယောက်ရောက်သွားလိတယ်ကိုကြီးနှကမ်းမွေးသမီးနဲ့ရှင်းစရာရှိတယ်နော်ဟွန်းမူပါလားပါကိစ္စလဲညီမလေးနှင်းစီမအားလို့သမီးကအတိုးလာတောင်းတာလေဟာအစီအစဉ်ကြီးပြက်ကုန်ပြီကဲမြန်ပြီးမပြီးရင်ဘာဖြစ်မလဲဆိုတာကိုကြီးသိတယ်မလားသိတော့သိပါတယ်ဒါပေမဲ့ကိုကြီးမှပတ်စံမရှိဘူးလေမရှိရင်လေကဲအင်ပေါ်တက်ခဲ့နေပါဦးညီမလေးဖြည်းဖြည်းချင်းစကားပြောကြရအောင်လीစကားပြောဖို့မလိုဘူးတက်ခဲ့တော့ကိုနှခမ်းမွေးအမလီမူကတော့တကယ်ကိုကြောက်စရာကြီးပဲဒါပေမဲ့ငါလေအကျွေးဆက်ဖို့အလုပ်တော့လုပ်ရမှာပဲဟာမွေးကြမ်းကြီးနေပို့စမ်းပါ